ဒီဇလန်တွဲလေးဟာကျောင်းသွားနေကြတဲ့ကျောင်းသားတစုအထူးသဖြင့်ကိုအထက်တန်းကျောင်းကန်ဟတ်စကူကိုသွားနေကြတဲ့ကျောင်းသားတွေနဲ့စတင်ထားပါတယ်။အဲ့ဒီကျောင်းသားတွေထဲမှာကာဂျွန်ခဲချန်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ပါဝင်ပြီးသူမဟာကြည့်လိုက်တာနဲ့အရန်ကိုဆွဲဆောင်မှုရှိကထင်ရှားလှပလို့နာကြောင်းဘေးပတ်ဝန်းကျင်ကလူတိုင်းကသူမရဲ့အလှပအကြောင်းပြောဆိုနေကြတယ်လို့သူမကိုစကားပြောဖို့နဲ့နှုတ်ဆက်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့သူမကတော့ဘသူ့ကိုမှပြန်လည်တုံ့ပြန်ခြင်းမရှိပါဘူး။ဒါဟာသူမမာနကြ။ဤလို့ဒါမှမဟုတ်ဘဝင်မြင့်နေလို့မဟုတ်ပါဘူး။ဒီဇလန်တွဲတစ်ခုလုံးမှာသူမရင်ဆိုင်နေရတဲ့အဓိကပြဿနာဖြစ်တဲ့သူမဟာလူမှုဆက်ဆံရေးကိုဘယ်လိုလုပ်ရမလဲဆိုတာမသိတယ်လို့ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာကိုလည်းနားမလည်လို့ပဲဖြစ်ပါတယ်။ကာဂျွန်ကျောင်းထဲကိုဝင်လာတဲ့အခါသူမရဲ့ဖုန်းကိုထုတ်လိုက်ပါတယ်။သူမဟာသူတို့ကဘာမှာအရေးပါဆုံးလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram ပေါ်မှာလူသိများတဲ့သူတစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်။ကျောင်းသားအားလုံးဟာဒီ app ကိုအမြဲတမ်းအသုံးပြုနေကြပြီးသူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကို post တင်နေကြတာပါ။ကာဂျွန်ဟာယုံကြည်မှုအပြည့်နဲ့လှေကားပေါ်ကိုတက်လာခဲ့ပေမဲ့ရုတ်တရက်ထိတ်လန့်စရာတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ကောင်လေးနှစ်ယောက်အမြန်ပြေးဆင်းလာရင်သူမကိုအမှတ်မထင်ဝင်တိုက်မိသွားတာပါ။သူတို့ကိုအရန်စိတ်တူသွားပေမဲ့တကယ်တော့ဒါဟာကောင်းတဲ့အချက်တစ်ခုဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတိုင်မိမှုကြောင့်သူမရဲ့စိတ်ကူးရင်အိမ်မက်ကနေနိုးထလာခဲ့လို့ပါအခုနာကမြင်ခဲ့ရသမျှအရာအလုံးဟာသူမရဲ့စိတ်ကူးရင်တက်တာဖြစ်ပါတယ်။တကယ်တော့သူမဟာဆွဲဆောင်မှုမရှိသလိုဘာမှလည်းထူးခြားတဲ့သူမဟုတ်ပါဘူး။အစောကပြောခဲ့သလိုပဲသူမဟာတခြားသူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာကိုမသိတဲ့သူတစ်ယောက်သာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူမကိုတိုက်မိတဲ့ကောင်လေးနှစ်ယောက်ကပြန်လာတောင်းပန်ကြပါတယ်။သူတို့တွေကတယောက်ကသူမရှိနေတာကိုတောင်သတိမထားမိကြောင်းနဲ့သူတို့နဲ့အတန်းတူလာလို့မေးပါတယ်။သူမကအတန်းမတူကြောင်းပြန်ပြောပေမဲ့ဒီလိုအခြေအနေမျိုးကြောင့်သူမစိတ်ပြက်နေတာထင်ရှားပါတယ်။သူမဟာဘယ်သူမှသတိမထားမိတဲ့ပျောက်ကွယ်နေသူတယောက်လိုခံစားနေရပြီးဒါဟာသူမရဲ့ဘဝပြဿနာဖြစ်တဲ့လူမှုဆက်ဆံရေးမတက်တာကြောင့်လို့နားလည်ထားပါတယ်။ကာဂျွန်အတန်းထဲမှာရှိနေချိန်မှာတော့အတန်းဖော်အားလုံးဟာ Insta အဖောက်ပုံမှာ post တွေဖတ်ရင်းရဲ့မောပျော်ရွှင်နေကြပါတယ်လူတိုင်းကအဖောက်ပုံမှာတက်ကြွနေကြပေမဲ့ကာဂျွန်ကတော့အပြစ်မှအကောင်းရှိနေပါလေနဲ့တယောက်တည်းအထီးကျန်စွာနဲ့လူတွေနဲ့အဆက်ပြတ်နေပါတယ်သူမဟာဘယ်လိုလုပ်ရင်လူကြိုက်များလာမလဲလူတွေစိတ်ဝင်စားအောင်ဘယ်လိုရေးရမလဲဆိုတာကိုလုံးဝမသိပါဘူးကာဂျွန်ဟာလူတွေအာယုံစိုက်လာအောင်ပို့တစ်ခုတင်ဖို့ကြိုးစားပေမဲ့ဘာတင်ရမလဲဆိုတာမစင်စားတတ်ပါဘူးသူမဟာဝါကိုတုံးပြီးအကူအညီတောင်းကြည့်ပေမဲ့ဘာမှဖြစ်မလာပဲပို့ပြီးတော့တောင်စိတ်ပြက်လာပါတယ်နောက်ဆုံးမှာသူမဘာသာသူစကားတွေအကျယ်ကြီးပြောမိသွားပါတယ်အနားမှာတယောက်ထိုင်နေတာကိုသတိထားမိတဲ့အခါသူမရဲ့အတန်ကြောင့်အနောက်ရှက်ဖြစ်သွားမလားဆိုပြီးတောင်းပန်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အဲ့ဒီလူကသူမအစကတည်းကအဲ့ဒီမှာထိုင်နေတာကိုတော့မသိဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါဟာသူမကိုပို့ပြီးနာကျင်စေပါတယ်ဘယ်သူမှမမြင်ရတယ်လို့ခံစားနေရတဲ့သူမအတွက်အဲ့ဒီစကလုံးတွေကစိတ်တန်ရာကိုတွားထိစေပါတယ်အဲ့ဒီနောက်မှာတော့အတန်းကောင်းဆောင်ဖြစ်တဲ့ Choi Joy က Therapy အင်စာတွေကိုရှေ့စားပွဲပေါ်မှာတင်ထားကြဖို့အားလုံးကိုပြောပါတယ်။ကျောင်းသားတွေကကာယအချိန် P-class အကြောင်းမေးတဲ့အခါသူမကအပြင်မထွက်ပဲအတန်းထဲမှာပဲနေရမယ်လို့ပြောပါတယ်။လူတိုင်းကအတန်းထဲမှာနေပြီး Insta ဖတ်သုံးရတော့မှမို့လို့အရန်ပျော်သွားကြပါတယ်။အတန်းကောင်းဆောင်ကိုလူတိုင်းကဘယ်လောက်ချစ်ကြတယ်လဲဆိုတာနဲ့သူမဟာလူတွေနဲ့ဘယ်လောက်ဆက်ဆံရေးကောင်းတယ်လဲဆိုတာကိုမြင်တဲ့အခါဒါဟာတကယ်လူမှုဆက်ဆံရေးကောင်းသူတယောက်ရဲ့ပုံစံပဲအားလုံးကချစ်ကြလို့သူမဟာအတန်းကောင်းဆောင်ဖြစ်နေတာပဲလို့ကာဂျွန်ကတွေးမိပါတယ်နောက်ပိုင်းမှာအတန်းကောင်းဆောင်ကမရောက်သေးတဲ့ကျောင်းသားနှစ်ယောက်အကြောင်းမေးနေတော့မှပဲအဲ့ဒီကျောင်းသားတွေရောက်လာပြီးသူမကိုစားနောက်ကြပါတယ်ကာဂျွန်ကအဲ့ဒီကောင်လေးဟာလူမှုဆက်ဆံရေးမှာဘယ်လောက်တော်တယ်လဲလူတိုင်းကသူ့ကိုဘယ်လောက်ချစ်တယ်လဲဆိုတာကိုသူမဘာသာသူပြန်ပြောနေမိပါတယ်အဲ့ဒီကောင်လေးဟာအမှုပညာရှင် celebrity ဖြစ်ဖို့လေ့ကျင့်နေသူတယောက်ဖြစ်ကြောင်းကာဂျွန်သိသွားပါတယ်သူမဟာသူ့ရဲ့ချုံမောတဲ့ရုပ်ရည်ကြောင့်စိတ်လှုပ်ရှားသွားပြီးလူမှုဆက်ဆံရေးကောင်းတာဟာဒီလိုရုပ်ရည်ချုံမောမှုကြောင့်ပဲလို့ကောက်ချက်ချလိုက်ပါတယ်ကာဂျွန်ကျောင်းကဆင်းတဲ့အခါမှာတော့သူမဟာလူမှုဆက်ဆံရေးဘယ်လိုလုပ်ရမလဲဆိုတာကိုအခုထိမသိသေးတဲ့အတွက်စိတ်ပြတ်နေပါတယ်အဲ့ဒီနောက်သူမရဲ့အမေစီကိုဖုန်းဆက်ပြီးညစာဘာစားမလဲလို့မေးတဲ့အခါမှာတော့မိသားစုဝင်တွေဟာသူမကိုအကြောင်းမကြားပဲအပြင်မှာသွားစားနေကြတာကိုသိလိုက်ရလို့အံ့ဩသွားပါတယ်အမေဖြစ်သူကသူမကိုခေါ်ဖို့မေးသွားတာလို့ပြောတဲ့အခါသူမပို့ပြီးစိတ်တူသွားပါတယ်ကာဂျွန်ဟာဒေါသတကြီးနဲ့ဖုန်းချလိုက်ပြီးလမ်းလျှောက်လာတော့မှလူတစ်ယောက်ကသူမကိုအမှတ်မထင်ဝင်တိုက်မိသွားပြန်တာကြောင့်သူမပို့ပြီးစိတ်ပြက်အားငယ်သွားပါတယ်သူမဆက်ပြီးလမ်းလျှောက်သွားပေမဲ့သူမကိုတိုက်မိသွားတဲ့သူကတော့သူမဟာဘယ်သူလဲဆိုတာသိနေတဲ့ပုံစံနဲ့နောက်ပြန်လှည့်ကြည့်နေတာကိုသူမသတိမထားမိလိုက်ပါဘူးကာဂျွန်အိမ်ပြန်ရောက်တဲ့အခါ Insta အဖောက်ပေါ်မှာတယောက်နဲ့ဆက်သွယ်ဖို့ထပ်ကြိုးစားပေမဲ့ဘယ်သူမှစိတ်ဝင်စားဖို့မရပါဘူးနောက်တစ်နေ့ကြောင်းရောက်တဲ့အခါသူမကာယအချိန်အတွက်သွားနေတော့မှအမှုပညာရှင်ဖြစ်ဖို့လေ့ကျင့်နေတဲ့ချုံမောတဲ့ကောင်လေးကသူမကိုတားလိုက်ပါတယ်သူကသူ့ဖုန်းမေးခဲ့လို့သူမရဲ့ဖုန်းကိုခဏသုံးပတ်ရစေလို့တောင်းဆိုပါတယ်ကာဂျွန်ကသူမရဲ့ဖုန်းကိုချက်ချင်းပေးလိုက်ပါတယ်သူဖုန်းသုံးနေတာကိုစောင့်နေတော့မှသူမဟာသူ့ရဲ့ချုံမောတဲ့ရုပ်ရည်ကိုမေးကြည့်နေမိပါတယ်သူမသူ့ကိုစကားပြောချင်ပေမဲ့သူမစကားတွေအယမ်းများသွားမလားဆိုပြီးဝေခွင့်မရဖြစ်ကတွတ်ဆုပ်နေပါတယ်သူဖုန်းသုံးပြီးလို့ပြန်ပေးတဲ့အခါကာယအချိန်နောက်မကြအောင်အမြန်သွားဖို့ပြောပါတယ်သူမကသူကောမလာဘူးလားလို့မေးတဲ့အခါသူကနေမကောင်းလို့စေးပေးခံသွားမလို့ပါလို့ပြန်ပြောပါတယ်အားကစားကွင်းထဲမှာတော့ကာဂျွန်ဟာအတန်းဖော်တွေစကားပြောစားနောက်နေကြတာကိုကြည့်ပြီးတယောက်တည်းထိုင်နေပါတယ်သူမဟာခုနကချုံမောတဲ့ကောင်လေးနဲ့စကားပြောခဲ့ရတာကိုပြန်တွေးပြီးနောက်ဆုံးတော့လူတစ်ယောက်နဲ့စကားပြောဖြစ်ခဲ့လို့ပြောနေပါတယ်အဲ့ဒီအချိန်မှာအတန်းဖော်တွေကသူတို့တွေကတယောက်ယူလာတဲ့နှက်ခမ်းကြီးအကြောင်းနဲ့အတန်းနဲ့ပြန်ရောက်ရင်အားလုံးကိုပြမယ်ဆိုတဲ့အကြောင်းပြောနေတာကိုသူမကြားလိုက်ရပါတယ်သူတို့အတန်းနဲ့ပြန်ရောက်တဲ့အခါမှာတော့ကောင်မလေးတွေဟာနှက်ခမ်းကြီးပြောင်းနေတာကိုသိသွားပြီးအရန်စိတ်တူသွားကြပါတယ်ကာဂျွန်ဟာအတန်းထဲကနေနောက်ဆုံးမှထွက်လာသူဖြစ်တာကြောင့်သူတို့ကကာဂျွန်ကိုချက်ချင်းပဲမေးမြန်းပါတော့တယ်ကာဂျွန်ကပြန်ပြောဖို့ကြိုးစားပေမဲ့သူမရဲ့အတန်ကအရန်တိုးပြီးတုံ့ရင်နေတာကြောင့်ဘယ်သူမှမကြားရပါဘူးသူမထွက်သွားဖို့ကြိုးစားတဲ့အခါမှာတော့အဲ့ဒီချုံမောတဲ့ကောင်လေးရောက်လာပြီးသူမကိုတားလိုက်ပါတယ်သူကတကယ်တော့အတန်းထဲကနေနောက်ဆုံးမှထွက်လာတဲ့သူဟာကာဂျွန်မဟုတ်ပဲငါပါလို့အားလုံးကိုပြောလိုက်ပါတယ်ပြီးတော့သူမဘာမှမယူခဲ့ကြောင်းကာကွယ်ပြောဆိုပေးပါတယ်သူကပတ်ဝန်းကျင်ကိုလိုက်ကြည့်ပြီးပျောက်နေတဲ့နှက်ခမ်းတွေကိုရှာတွေ့သွားကသူတို့ကိုပြန်ပေးလိုက်ပါတယ်သူကတယောက်ကိုမဆွဆွဲခင်တိတိကျကျအရင်ရှာတင်တယ်လို့ပြောပြီးကာဂျွန်ကိုတောင်းပန်ခိုင်းပါတယ်သူတို့တွေတောင်းပန်ပြီးထွက်သွားကြပါတယ်
ကာဂျွန်ဟာသူမရဲ့နေရာမှာထိုင်နေတော့အတန်းကောင်းဆောင်ကရောက်လာပြီးစိတ်ဆိုးနေလာလို့မေးပါတယ်ကာဂျွန်ကအဆင်ပြေပါတယ်လို့ပြန်ပြောပါတယ်အတန်းကောင်းဆောင်ကသူမကိုနင်ကိုဘက်ကနေပြန်ပြီးခုခံပြောဆိုတင်တယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာချုံမောတဲ့ကောင်လေးကတဖန်ဝင်ပြောပါတယ်သူကအတန်းကောင်းဆောင်ရဲ့လေတံကြောင့်ကာဂျွန်ဟာစကားပြောဖို့အရန်ဆိုးရိတ်တုံးလုံးသွားတာဖြစ်မှာပါလို့ပြောပါတယ်အတန်းကောင်းဆောင်ကအံ့ဩသွားပြီးသူစိတ်ပေးခန်းသွားမယ်လို့ကြားထားတာကြောင့်သူအဆင်ပြေရဲ့လားလို့မေးပါတဲ့သူအဆင်ပြေသွားပြီမို့လို့ပြန်လာတာလို့ပြောပြီးကာဂျွန်ဘက်ကိုလှည့်ကသူမအဆင်ပြေရဲ့လားလို့မေးလိုက်ပါတော့တယ်သူမကဟုတ်ကဲ့အဆင်ပြေပါတယ်လို့ဖြေလိုက်ပေမဲ့သူမရဲ့စိတ်ထဲမှာတော့ပျော်ရွှင်မှုတွေနဲ့ပြည့်နေနေပါတယ်နောက်ဆုံးတော့တယောက်ကသူမဘက်ကနေရက်တီပေးပြီးဂီယူဆိုင်ကြောင်ပြတ်တလာခဲ့လို့ပါသူမကသူ့ကိုကျေးဇူးတင်စကားပြောဖို့ကြိုးစားပေမဲ့သူကမကြားလိုက်ပါဘူးအဲ့ဒီနောက်သူကသူမရဲ့နာမည်ကိုခေါ်တဲ့အခါမှာတော့နာမည်မခေါ်လိုက်ပါတယ်သူမဟာတိတိတတ်တာကိုစိတ်ပြတ်သွားပြီးသူကသူမရဲ့နာမည်ကိုတော့မှတ်အောင်မမှတ်မိဘူးဆိုတဲ့အတိနဲ့စိတ်မကောင်းစွာကြောင်းကနေပြန်လာခဲ့ပါတယ်ကားမှတ်တိုင်မှာဘတ်စကားဆောက်နေတော့သူမရဲ့ဘေးမှာဖုန်းတစ်လုံးပြုတ်ကျနေတာကိုတွေ့လိုက်ရပါတယ်တယောက်မေးကြံခဲ့တာဖြစ်မှာပဲလို့သူမတွေးမိပါတယ်ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါသူမအမြဲတမ်းအောင်မြင်အောင်စူးစမ်းနေရတဲ့ Instagram ကိုတွေ့လိုက်ရပါတယ် message တွေအများကြီးဝင်လာတာကိုမြင်တော့မှဒီဖုန်းဟာကျောင်းကတယောက်ရဲ့ဖုန်းဖြစ်မှန်သူမသိလိုက်ပါတယ်သူမအရန်စိတ်လှုပ်ရှားသွားပါတယ်ဒီဖုန်းဟာအဖက်ပေါ်မှာတင်ထားတဲ့အမည်မသိ post တွေအားလုံးနဲ့အဲ့ဒီ post တွေကိုဘယ်သူတွေကရေးတာလဲဆိုတာကိုသူမသိအောင်ကူညီပေးနိုင်လို့ပါနောက်ပိုင်းမှာတော့အမှန်တရားပေါ်လာတာကအဲ့ဒီချုံမောတဲ့ကောင်လေးဟာပထမဆုံးကျောင်းတက်တဲ့နေ့ကကောင်လေးနှစ်ယောက်ကိုကာဂျွန်စီပြန်သွားပြီးတောင်းပန်ခိုင်းခဲ့သူဖြစ်နေတာပါနောက်တနေ့မှာတော့သတင်းထုတ်လို့ထင်ရတဲ့မိန်းကလေးတစုဟာအနာဂတ်ကျေပွင့်လောင်းတွေကိုလေ့ကျင့်ပေးနေတဲ့ကုမ္ပဏီစီကိုရောက်လာပါတယ်ကုမ္ပဏီရဲ့စီကံအရလေ့ကျင့်ရေးစင်းနေသူ trainee တွေဟာသူတို့ရဲ့မျက်နှာကိုလူများကြားမှာမပြရပါဘူးအဲ့ဒီမိန်းကလေးတွေကတပ်ပုံရိုက်ဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူးအဲ့ဒီအချိန်မှာကျောင်းကချုံမောတဲ့ကောင်လေးကန်ဂျိုခန်းကျော်လက်လျှောက်လာပြီးတခြားသူတွေနဲ့မတူပဲသူကမျက်နှာကိုဖုံးကွယ်မထားပါဘူးသူ့ရဲ့တငယ်ချင်းတွေကပုံနေကြပေမဲ့သူကတော့မျက်နှာကိုအထင်ရှားဓာတ်ပုံရိုက်ခံလိုက်ရပါတယ်သူ့ရဲ့ပုံဟာ Instagram ပေါ်ကိုတက်သွားပြီးလူတွေကသူဟာဘယ်သူလဲဘယ်တန်းကလေးဆိုတာကိုချက်ချင်းလိုက်ရှာကြပါတယ်ဒါဟာအမှုပညာရှင်စီကံတွေကိုချိုးဖောက်လိုက်သူဖြစ်သွားပါတယ်ကန်ဂျိုကျောင်းပြန်ရောက်တဲ့အခါဘတ်စကတ်ဘောကိုအရန်တော်အောင်ကစားပြပါတယ်သူဟာကျွမ်းကျင်သူတစ်ယောက်ပါအတန်းနဲ့ပြန်ရောက်တဲ့အခါဆရာကမကြသေးခင်ကစာမိုးပွဲမှာကန်ဂျိုကပထမရကြောင်းကြီးညာပါတယ်ဆရာကအားလုံးကိုလက်ခုပ်တီးခိုင်းပြီးကန်ဂျိုကလည်းကျေးဇူးတင်စကားပြောပါတယ်သူဟာအတန်းထဲမှာအမြဲတမ်းထိတ်ဆုံးကကျောင်းသားဖြစ်ကြောင်းသိလိုက်ရပါတယ်တစ်ဖက်မှာလည်းကာဂျွန်ဟာသူမကောက်ရထားတဲ့ဖုန်းကိုကင်ပြီးအိမ်ပြန်လာပါတယ်သူမဟာလူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာသိဖို့အတွက် Instagram ရဲ့ admin တာဖြစ်လိုက်ရင်ကောင်းပါပဲလို့ဆူတောင်းနေမိပါတယ်ဒါဟာသူမရဲ့အိမ်မက်တစ်ခုပါအိမ်ပြန်ရောက်လို့ဖုန်းကိုဖွင့်လိုက်တဲ့အခါမှာတော့သူမဟာတကယ်ပဲအဲ့ဒီရဲ့ admin ဖြစ်နေတာကိုတွေ့လိုက်ရပြီးအခုဆိုရင်အမည်မသိ post တွေနဲ့အဲ့ဒါတွေကိုဘယ်သူတွေကရေးတာလဲဆိုတာကိုသူမမြင်နိုင်ပြီဖြစ်ပါတယ်နောက်တနေ့ကျောင်းမှာကျောင်းသားတစ်ယောက်ရောက်လာပါတယ်ကာဂျွန်ကတော့သူမမှာအဲ့ဒီဖုန်းရှိနေတာကြောင့်အခုဆိုရင်အရာအလုံးကိုသိနေပြီလို့ကိုတွေးပြီးအတန်းထဲကိုဝင်လာပါတယ်အတန်းဖော်တွေတယောက်အကြောင်းပြောနေတာကိုသူမကြားတဲ့အခါလူမှုဆက်ဆံရေးပြအောင်ဝင်ရောက်ပြောဆိုဖို့ကြိုးစားပါတယ်ဒါပေမဲ့သူမကသူတို့ပြောနေတာကိုကာတွန်းစကောင်လိုမှားယွင်းထင်မှတ်ပြီးပြောမိလိုက်တာကြောင့်သူတို့အံ့ဩသွားကြပါတယ်သူမဘာမှမသိတာကိုသိသွားတဲ့အခါသူမကအရန်စိတ်ပြတ်ဖို့ကောင်းဒီအကုန်သိတယ်လို့နဲ့ဟန်ဆောင်နေတာလို့တိုးလေးအတင်းပြောကြပါတယ်နောက်ပိုင်းအတန်းထဲမှာသူမဟာ Instagram မှာ post တင်ထားတဲ့အတန်းဖော်တယောက်ကိုတွေ့ပါတယ်သူကနှစ်ချက်ပြောက်သွားတယ်လို့ရေးထားတာပါသူမကကုညီချင်းစိမ့်နဲ့နှစ်ချက်အစ်စ်လိုလားလို့မေးလိုက်ပါတယ်ဒါပေမဲ့သူကနှစ်ချက်ပြောက်တာကိုသူမဘယ်လိုသိတာလဲဆိုပြီးတန်တရားဝင်သွားပါတယ်ကာဂျွန်ကမေးခွန်းတွေကိုရှောင်ဖို့စူးစမ်းပေမဲ့အဲ့ဒီအတန်းဖော်ကစိတ်တူပြီးထွက်သွားပါတယ်ဆရာဝင်လာပြီးကျောင်းမှာဒီအတန်းကအဆူဆုံးပဲလို့ပြောကငြိမ်နေဖို့ခိုင်းပါတယ်အဲ့ဒီနောက်စောကကားပေါ်ကဆင်းလာတဲ့ကျောင်းသားတစ်ဝင်လာပါတယ်သူကစစ်သားတစ်ယောက်လိုပုံစံမျိုးနဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါရှိပါတယ်ဆရာကသူ့ကိုသူမိတ်ဆက်ခိုင်းပါတယ်ဆရာထွက်သွားပြီးနောက်ကန်ဂျိုနဲ့တခြားကျောင်းသားတစ်ယောက်ကသူ့ကိုတွားနှုတ်ဆက်ပါတယ်ကျောင်းသားတစ်ကကန်ဂျိုဟာအမှုပညာကုမ္ပဏီတစ်ခုမှာလေ့ကျင့်နေသူဖြစ်မှန်းသိသွားပါတယ်သူကအဲ့ဒီအကြောင်းမေးတဲ့အခါကန်ဂျိုကတခုခုကိုဖုံးကွယ်ထားတယ်လို့မျိုးတုံးလုံးသွားပါတယ်သူကသူ့တငယ်ချင်းကိုဆွဲပြီးပီဇာသွားစားဖို့ထွက်သွားပါတယ်ကာဂျွန်အပြင်ထွက်လာတဲ့အခါဟပ်ပေါ်မှာ post တင်ပြီးချက်ချင်းပြန်ဖြတ်လိုက်တဲ့ဗီဒီယိုတစ်ခုအကြောင်းအတန်းဖော်တွေပြောနေတာကိုကြားလိုက်ရပါတယ်သူမစီမှာရှိတဲ့ admin ဖုန်းကိုသုံးပြီးအဲ့ဒါကိုဘယ်သူတင်တာလဲဆိုတာသူမရှာလို့ရမှန်းတတိယသွားပါတယ်ဒါကြောင့်ဘယ်သူမှမမြင်ခင်ဖုန်းကိုစစ်ဆေးဖို့ပြေးထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲကန်ဂျိုကဖုန်းပြန်ယူဖို့အတန်းနဲ့ပြန်လာတဲ့အခါသူ့စကွဲပေါ်မှာစာတစ်စောင်တွေ့ပါတယ်အဲ့ဒီစာထဲမှာခမ်းမ auditorium ကိုလာပြီးလူတစ်ယောက်နဲ့တွေ့ဖို့ရေးထားပါတယ်သူအဲ့ဒီကိုရောက်တဲ့အခါကာဂျွန်ကိုတွေ့လိုက်ရပါတယ်သူကသူမသူ့စီကဘာလို့ချင်တာလဲလို့မေးပါတယ်သူမကတော့သူတကယ်ရောက်လာလို့ဝမ်းသာနေပါတယ်ကာဂျွန်ကသူမမှာရှိတဲ့ဗီဒီယိုတစ်ခုကိုကန်ဂျိုကိုပြလိုက်ပါတယ်အဲ့ဒါကတော့လူတစ်ယောက်တစ်ချင်းကိုအရန်ဆိုးဝါအောင်ဆိုနေတဲ့ဗီဒီယိုပါအတန်းထဲကလူတိုင်းကအဲ့ဒီဗီဒီယိုအကြောင်းပြောနေကြပြီးဘယ်သူလဲဆိုတာလိုက်ရှာနေကြတာပါကာဂျွန်ကလူတိုင်းလောင်နေကြတဲ့အတန်ဆိုးနဲ့တစ်ချင်းဆိုနေသူဟာနင်ပဲလို့ပြောလိုက်ပါတယ်ကန်ဂျိုကညင်းဆိုပြီးသူမဘာပြောနေတာလဲဆိုတာမသိဘူးလို့ဟန်ဆောင်ကအတန်းထဲပြန်သွားပါတယ်အတန်းကောင်းဆောင် Try ကသူ့ကိုဗီဒီယိုတစ်ခုအတူတူရိုက်ဖို့တောင်းဆိုပေမဲ့သူကစိတ်နှောက်ယှက်ဖြစ်ပြညင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာကာဂျွန်ရောက်လာတာကိုမြင်တော့သူထိတ်လန့်သွားပါတယ်သူကသူမကိုအပြင်မှာစကားပြောရအောင်လို့ခေါ်လိုက်ပါတယ်သူတို့ထွက်သွားတာကိုကျောင်းသားတစ်ကသတိထားမိလိုက်ပါတယ်သူတို့ကျောင်းကတိတ်ဆိတ်တဲ့နေရာတစ်ခုကိုတွားကြပါတယ်ကာဂျွန်ကဒီနေရာဟာငါတို့ရဲ့လှုပ်ဝက်တွေ့ဆုံမဲ့နေရာဖြစ်မယ်လို့ပြောပါတယ်ကန်ဂျိုကဘာလို့တွေ့ရတာလဲလို့မေးတဲ့အခါအစောပိုင်းကအဖြစ်အပျက်ကိုပြန်မြင်အောင် flashback လာပါတယ်ကာဂျွန်ကဗီဒီယိုတွေကတချင်းဆိုနေသူဟာသူဖြစ်မှန်းသိကြောင်းပြောခဲ့တာပါသူမကသူ့ကိုအပေးယူတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့သူမကိုကျေးဇူးတစ်ခုပြန်ဆက်မယ်ဆိုရင်အဲ့ဒီဗီဒီယိုကိုဖျက်ပေးမဲ့အပြင်ဘယ်သူကမှလည်းပြောမှာမဟုတ်ဘူးလို့ဆိုပါတယ်ဘယ်လိုကျေးဇူးမျိုးလဲလို့သူမေးတဲ့အခါသူမကလူအားလုံးရဲ့ရှေ့မှာနင်ငါ့ကိုကြိုက်တယ်လို့ဝန်ခံရမယ်လို့ပြောလိုက်ပါတယ်
ကန်ဂျိုအန်အော်သွားပေမဲ့ကာဂျွန်ကသူမဟာလူသိများခြင်းကြောင့်နဲ့သူကူညီမှသာဖြစ်နိုင်မှာလို့ပြောပါတယ်ကန်ဂျိုကျောင်းကိုလာတဲ့အခါသူ့ရဲ့ပုံတွေနေရာအနှံ့ပြန့်နေတာကိုတွေ့ရပါတယ်တငယ်ချင်းတွေအားလုံးကသူ့ကိုဝိုင်းအောင်ပြီးတပ်ပုံတွေ့ရိုက်ချင်နေကြတယ်လို့သူ့ပုံတွေဟာ Instagram မှာပြန့်နှံ့ viral နေကြောင်းပြောကြပါတယ်အဲ့ဒီနောက်ကာဂျွန်ကကန်ဂျိုကိုတငယ်ချင်းအားလုံးရဲ့ရှေ့မှာသူမကိုကြိုက်နေတယ်လို့ဝန်ခံခိုင်းဖို့ဖိအားပေးနေတဲ့အချိန်ကိုပြန်မြောင်လာပါတယ်သူကလေ့ကျင့်ရေးဆင်းနေသူဖြစ်တာကြောင့်ဒီလိုမလုပ်နိုင်ဘူးလို့ညင်းပေမဲ့သူမကတော့ instant မှာလူသိများခြင်းလို့လူကြိုက်များပြီးသားသူရဲ့အကူအညီလိုအပ်တယ်လို့အတင်းတောင်းဆိုပါတယ်သူညင်းတဲ့အခါမှာလည်းသူကူညီရင်သူ့ရဲ့လှုပ်ဝက်ချက်ကိုဘယ်သူ့မှမပြောဘဲထိမ့်သိမ်းပေးထားမယ်လို့ကတိပေးပါတယ်နောက်ဆုံးမှာတော့ကန်ဂျိုကကူညီဖို့သဘောတူလိုက်တာထင်ရှားပါတယ်လက်ရှိအချိန်မှာတော့ကာဂျွန်ကကူညီဖို့သဘောတူတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပေမဲ့ကန်ဂျိုကတော့သူမကဗီဒီယိုနဲ့ချင်းချောက်လို့သာလုပ်ရတာလို့ပြောပါတယ်အဲ့ဒီနောက်ကာဂျွန်ကသူမကိုဘယ်လိုဝန်ခံရမလဲဆိုတာရှင်းပြပါတယ်ပထမဆုံးအတန်းချိန်တွင်မှာအတန်းဖော်ရရှိမှာသူမကိုကြိုက်တယ်လို့ပြောဖို့ပါဒါပေမဲ့ကန်ဂျိုကစိတ်တူသွားပြီးဒါဟာယူကြောင်ကြောင်အကြံဉာဏ်ပဲလို့ပြောပါတယ်သူစိတ်ဆိုးနေတာကိုမြင်တော့ကာဂျွန်ကနောက်ထပ်နည်းလမ်းတစ်ခုဖြစ်တဲ့ဘတ်စကတ်ဘောပြိုင်ပွဲအပြီးမှာဝန်ခံဖို့အကြံပြုပါတယ်ကန်ဂျိုကအဲ့ဒီအကြံကိုလည်းသဘောမကျပဲသူမရဲ့အကြံဉာဏ်တွေဟာခင်းနောက်ကျနေပြီလို့ပြောပါတယ်သူကသူမကိုလူကြိုက်များခြင်းရင်အပြုတ်မှုကောင်းအောင်နေပါလို့ပြောပါတယ်သူမကတော့ဒါဆိုရင်နင့်ဘာသာနဲ့အစီအစဉ်ဆွဲလိုက်တော့လို့ပြန်ပြောပြီးသူတို့ရဲ့သဘောတူညီချက်ပြီးဆုံးသွားပါတယ်အဲ့ဒီညမှာကာဂျွန်တယောက်သူမရဲ့အခန်းထဲမှာရှိနေတော့ကာဂျွန်ဟာအပူဖွင့်ကြည့်လိုက်တဲ့အခါလူတော်များများကဝန်ခံခြင်းနဲ့ confession ထဲမှာသူတို့ချစ်တဲ့သူတွေကိုအချစ်ဝန်ခံကြမယ်လို့ post တင်နေကြတာကိုတွေ့ရပါတယ်သူမဟာကန်ဂျွန်ခန်းကြောင်းကသူမကိုအချစ်ဝန်ခံမဲ့အစီအစဉ်ကိုစိတ်ကူးရင်ကြည့်ပြီးအရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေပါတယ်တစ်ဖက်မှာတော့ကန်ဂျွန်ဟာသူ့အခန်းထဲမှာဒေါသထွက်ပြီးဇဝေဇဝါဖြစ်နေပါတယ်ကာဂျွန်တောင်းဆိုထားတဲ့အရာကိုဘယ်လိုလုပ်ရမလဲဆိုတာသူမသိချတယ်လို့ဒီအပေးအယူကိုဘယ်လိုအဆုံးသတ်ရမလဲဆိုတာကိုလည်းနီးလက်ရှာနေပါတယ်ကာဂျွန်ကဖုန်းကိုဆက်ကြည့်နေတော့မှပဲចောင်းသားတစ်လေးရောက်လာတာတစ်ပတ်ပဲရှိသေးပေမဲ့ဘယ်လောက်တောင်လူကြိုက်များနေတယ်လဲဆိုတာကိုမိန်းကလေးတွေပြောနေကြတာကိုတွေ့လိုက်ရပါတယ်သူမကသူ့ကိုဝင်းဆက်မှာလိုက်ရှာကြည့်ပေမဲ့သူကအဲ့ဒီအဖမှာအကောင့်တောင်မရှိတာကိုသိလိုက်ရလို့အံ့ဩသွားပါတယ်နောက်တစ်နေ့ကျောင်းမှာတော့ကာဂျွန်ဟာအတွဲလိုက်ထိုင်နေကြတဲ့ကျောင်းသားတွေကိုကြည့်ပြီးအားလုံးကချစ်သူတွေလိုဖြစ်နေတာကိုသတိထားမိပါတယ်သူမဟာအတိတ်ပဲမရှိပဲလူသိများခြင်းနဲ့စိတ်ကပိုပြီးပြင်းပြလာပါတယ်အဲ့ဒီအချိန်မှာသူမဟာကျောင်းသားတင်းနဲ့မတော်တဆတိုက်မိသွားပြီးသူမရဲ့ဖုန်းမြေပြင်ပေါ်ပြုတ်ကျသွားပါတယ်သူမကတောင်းပန်လိုက်တဲ့အခါသူကသူမကိုစကားပြောပါတယ်သူကသူမကိုအရင်ကတည်းကသိနေတဲ့ပုံစံမျိုးပါပဲပြီးတော့သူထွက်သွားပါတယ်တစ်ဖက်မှာတော့ကန်ဂျိုအတန်းထဲရောက်လာတဲ့အခါအတန်းကောင်းဆောင်ကတယောက်ကသူတို့ချစ်တဲ့သူကိုအခုလေးတင်အချစ်ဝင်ခံသွားပြီးဒါကြောင့်နင်းလဲအခုဝင်ခံရမယ်လို့ပြောပါတယ်ကာဂျွန်ကကန်ဂျိုဟာလူအားလုံးရှိမှဝင်ခံတော့မယ်လို့မျှော်လင့်ပြီးအတန်းထဲဝင်လာပေမဲ့သူကတွတ်ဆုပ်ပြီးထွက်သွားတာကြောင့်သူမစိတ်ပြတ်သွားပါတယ်ကာဂျွန်ကျောင်းဝန်းထဲမှာလမ်းလျှောက်နေတော့ကောင်းလေးနှစ်ယောက်ရေပက်စော်နေတာကနေသူမစီကိုရေတွေဆင်းလာပါတယ်သူမဘာလို့ရမှန်းမသိပဲကြောင်သွားတဲ့အချိန်မှာကန်ဂျိုကဝင်လာပြီးသူမကိုရေမစင်အောင်ကာကွယ်ပေးလိုက်ပါတယ်သူကအဲ့ဒီအခွင့်အရေးကိုသုံးပြီးလူအားလုံးရဲ့ရှေ့မှာကာဂျွန်ကိုအချစ်ဝင်ခံလိုက်ပါတယ်ကာဂျွန်ကတော့ဘာမှမပြောဘဲထွက်လာခဲ့ပါတယ်သူမလှေကားပေါ်တက်လာတဲ့အခါကျောင်းသားတင်းနဲ့ထပ်ဆုံပါတယ်သူကသူမကိုနောက်တစ်ကြိမ်စကားပြောပြီးသူမလဲကြတော့မဲ့အချိန်မှာသူနဲ့ကန်ဂျိုနှစ်ယောက်လုံးကသူမရဲ့လက်မောင်းကိုလှမ်းဖမ်းပြီးကယ်တင်ခဲ့တဲ့အချိန်ကိုသတိရသွားပါတယ်။ကျောင်းသားတစ်ထွက်သွားပြီးနောက်မှာတော့သူကကုမ္ပဏီဒါရိုက်တာကိုဖုန်းဆက်ပြီးဒီကျောင်းမှာပဲဆက်နေပြီးပွဲယူခြင်းကြောင်းပြောပါတယ်။ဒါရိုက်တာကဒါဟာသူ့ရဲ့ရည်စားဟောင်းကြောင့်ဆိုတာကိုရိပ်မိသွားပါတယ်။ပြီးတော့တခြားအမှုပညာရှင်လောင်း Star Trainee တယောက်ရှိသေးလားလို့မေးတဲ့အခါကျောင်းသားတစ်ကဒီကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတာသူတစ်ရောက်သေးပဲလို့ပြန်ဖြေပါတယ်။အဲ့ဒီခါကျမှကန်ဂျိုဟာလိန်ညာထားတာဖြစ်ပြီးဘယ်ကုမ္ပဏီမှာမှလေ့ကျင့်နေသူမဟုတ်မှန်းသူသိသွားပါတယ်။ကန်ဂျိုကကာဂျွန်ကိုလဲကြမဲ့ဘေးကကယ်ပြီးတဲ့နောက်မှာအဲ့ဒီလူနဲ့ဘာလို့အတူတူရှိနေတာလဲလို့မေးပါတယ်ကာဂျွန်ကသူဟာတငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ကြောင်းပြောပါတယ်ကန်ဂျိုကသူမကိုထိုင်ပြီးစကားပြောဖို့ခေါ်တဲ့အခါသူမကအဲ့ဒီတငယ်ချင်းနဲ့တီးခဲ့တာ6နှစ်9နှစ်လောက်ရှိပြီဖြစ်ကြောင်းအရင်ကအိမ်နီးချင်းတွေဖြစ်ခဲ့ပေမဲ့သူပြောင်းသွားပြီးနောက်ပိုင်းသတင်းအစအနမရတော့တာဖြစ်ကြောင်းရှင်းပြပါတယ်ကန်ဂျိုကသူမလို့ချင်းတယ်လို့အချစ်ဝင်ခံပေးခဲ့ပြီးပြီလို့ပြောပေမဲ့သူမကတော့သူတို့ရဲ့သဘောတူညီချက်အတိုင်းInstant မှာလူမသိသေးဘူးလို့ပြန်ပြောပါတယ်သူမကလူတွေပို့ပြီးစိတ်ဝင်စားလာအောင်လူအားလုံးရှိမှသူ့ကိုညှင်းပစ်လိုက်မယ်လို့အကြံပြုတဲ့အခါကန်ဂျိုဟာတကယ်ပဲဒေါသထွက်သွားပါတယ်သူမကသူမမှာရှိတဲ့ဗီဒီယိုကိုသုံးပြီးသူ့ကိုထပ်မံဖိအားပေးတာကြောင့်ကန်ဂျိုကသူမတောင်းဆိုသမျှကိုသဘောတူလိုက်ရပါတယ်သူတို့တွေဟာသူမကိုလူမှုဆက်ဆံရေးပိုကောင်းလာအောင်တင်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူကသူမရဲ့ကိုယ်ပိုင်ထူးခြားချက်တွေကိုပဲအာယုံစိုက်ဖို့ပြောပါတယ်ကာဂျွန်ဟာသူ့စကားကြောင့်စိတ်အားတက်ကြွသွားပြီးလက်တွေ့လုပ်ဖို့ထွက်လာခဲ့ပါတယ်လမ်းမှာစိတ်မကောင်းဖြစ်နေတဲ့မိန်းကလေးနှစ်ယောက်ကိုတွေ့တဲ့အခါသူမကတွားရောက်နှစ်သိမ့်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးကန်ဂျိုကသူမလုပ်ပုံလုပ်နီးမားနေတယ်လို့ပြောပါတယ်သူမကနီလန်တစ်ကိုထပ်ဆန်းဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းကာယအချိန်မှာသူမဟာအားကစားတော်ကြောင့်ပြတ်တောက်ဖို့ကြိုးစားပါတယ်ဘောလုံးကန်တဲ့အခါစိတ်အားထက်သန်လွန်ပြီးမြေပြင်ပေါ်ကိုမှောက်လျက်လဲကျသွားပြန်တာကြောင့်နောက်ထပ်ကျရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။သူမနီလန်မျိုးစုံနဲ့ထပ်ဆန်းပေမဲ့စက်တိုက်ကျရှုံးနေပါတယ်။ကန်ဂျိုကသူမကိုခေါ်ထုတ်သွားပြီးသူမလုပ်နေသမျှအရာအလုံးကမားနေတယ်လို့ပြောပါတယ်။သူမငိုပြီးနင်းကလူကြိုက်များတဲ့သူမို့လို့ငါရဲ့ခံစားချက်ကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးလို့ပြောပါတယ်။သူကလည်းသူသားလေ့ကျင့်ရေးစင်းနေသူလို့လိမ့်မပြောခဲ့ရင်သူကလည်းဘာမှမဟုတ်တဲ့တာမန်လူတစ်ယောက်ပဲဖြစ်မှာဖြစ်ကြောင်းဒီအလိမ်ညာသာပေါ်သွားရင်တငယ်ချင်းတွေကြားကသူ့အခြေအနေဟာလုံးဝပြောင်းလဲသွားမှာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့သူမကတော့သူဟာအမှုပညာရှင်မဟုတ်ခဲ့ရင်တော့လူချစ်လူခင်များမှာပဲလို့ပြန်ပြောပါတယ်။
ကာဂျုံထွက်လာတဲ့အခါအတန်းဖော်နှစ်ယောက်ကကန်ဂျိုရဲ့တငယ်ချင်းမောင်ကိုမကောင်းတယ်လို့ဆက်ဆံနေတာကိုမြင်ပြီးတခုခုတော့မှားနေပြီလို့တန်တရားဝင်သွားပါတယ်။နောက်တစ်နေ့ကျောင်းမှာကာဂျုံစိတ်ကြည်နေတော့ကျောင်းသားတစ်ကသူမရဲ့ပုံကိုစာရွက်လေးပေါ်မှာတိတ်တဆိတ်ဆွဲထားပြီးပေးချင်နေပါတယ်။ဒါပေမဲ့မပေးခင်မှာပဲအတန်းကောင်းဆောင်ချွန်ရောက်လာပြီးကာဂျုံကိုစကားလာပြောပါတယ်။တယောက်ယောက်ကသူမကိုစတင်ဆက်ဆံလာတဲ့အတွက်ကာဂျုံအယံပျော်သွားပါတယ်။ချွန်ကသူမကိုနေ့လယ်စာအတူစားဖို့ဖိတ်ခေါ်တာကြောင့်သူမဟာအဖွဲ့အစည်းတစ်ခုရဲ့အစိတ်ပိုင်းဖြစ်လာရလို့စိတ်လှုပ်ရှားနေပါတယ်။နေ့လယ်စာစားဖို့တွားနေတော့မှသူမကိုအမြဲတမ်းအထင်သေးတယ်လို့ဆက်ဆံတဲ့ចောင်းသားတစ်လီယံနဲ့ဆုံပါတယ်။သူကသူမရဲ့မျက်နှာမှာအရေးအကြောင်းတွေအပြည့်ပဲလို့ထပ်မံစားနောက်ပြီးသူမဟာအရင်ကအတိုင်းဘာမှမပြောင်းလဲဘူးလို့ပြောပါတယ်။သူမစိတ်တူသွားပြီးအဲ့ဒီလိုတွေမပြောဖို့တားမြစ်ပါတယ်။လီယံကနင်အခုလိုဖြစ်နေတာကန်ဂျိုကဝန်ခံထားလို့အတိတ်ကိုမေ့ပစ်ဖို့ကြိုးစားနေတာမလားလို့မေးပါတယ်။သူမဟာအရင်ကလိုလူမျိုးမဖြစ်ချင်တော့เจ้าနဲ့တငယ်ချင်းအစ်စ်တွေနဲ့နေ့လယ်စာသွားစားတော့မယ်လို့ပြောပါတယ်။ကာဂျုံတငယ်ချင်းအစ်စ်တွေနဲ့လက်လျှောက်နေတော့ချွိုင်ကသူမဟာသူတို့ရဲ့တငယ်ချင်းတစ်ဖြစ်သွားပြီလို့ပြောပါတယ်သူတို့ကကန်ဂျုံနဲ့သူမရဲ့ဆက်ဆံရေးအကြောင်းမေးနေတော့မှလီယန်ကသူတို့စီရောက်လာပြီးကာဂျုံနဲ့သူတို့ရဲ့ငယ်ဘဝအကြောင်းတွေကိုပြောပြပါတယ်သူငယ်ကကာဂျုံကိုဘယ်လိုကာကွယ်ပေးခဲ့ရတယ်လဲဆိုတာကိုပြောပြရင်ကန်ဂျုံရဲ့အချစ်ဝင်ခံမှုကိုသူမဘယ်လိုဆုံးဖြတ်မလဲလို့လူအများရှိမှထုံမေးလိုက်ပါတယ်ဒါဟာသူမကိုစိတ်ဝင်စားနေပြီးကန်ဂျုံပေါ်တဝင်းတူနေတာကိုအထင်ရှားပြသလိုက်တာပါလီယန်ကကန်ဂျိုဟာလိန်ညာနေတာကိုသိထားတာကြောင့်ကန်ဂျိုရဲ့လေ့ကျင့်ရေးကိစ္စနဲ့ပတ်သက်ပြီးအရေးအမွက်စကားတွေပြောပါတော့တယ်။တစ်ဖက်မှာလည်းကန်ဂျိုလမ်းလျှောက်နေတော့လီယန်နဲ့ဆုံပါတယ်။လီယန်ကနင်ကတကယ်ပဲလေ့ကျင့်ရေးဆင်းနေသူဆိုရင်အခုကုမ္ပဏီမှာအတန်းတက်နေရမှာလေလို့ပြောပါတယ်။ကန်ဂျိုကရှောင်ထွက်ဖို့ကြိုးစားပေမဲ့လီယန်ကသူ့ကိုအတင်းဆွဲထားပြီးနင်ကလိန်ညာသူပဲလေ့ကျင့်ရေးသမားလည်းမဟုတ်ဘူး။အမှုပညာရှင်လည်းမဟုတ်ဘူးလို့အဲ့ဒီမှာတင်ပြောချလိုက်ပါတယ်။ကန်ဂျိုဟာလီယန်အမှန်တရားကိုသိသွားပြီဆိုတာနားလည်သွားပြီးဒါကိုကာဂျုံကပြောပြလိုက်တာလို့ထင်သွားပါတယ်။သူမကသူ့ရဲ့အလိန်ညာကိုဖွင့်ချပြီးတစ္ဆာဖောက်လိုက်တယ်လို့သူတွေးမိသွားပါတယ်လီယန်ကကန်ဂျုံကိုအပြစ်မရှိတဲ့ကာဂျုံကိုလိန်ညာနေတယ်လို့ဆွဆွဲပြီးစိတ်တူနေပေမဲ့တကယ်တော့ကာဂျုံကအစကတည်းကအားလုံးကိုတိထားပြီးကန်ဂျုံနဲ့အတူတူအစီအစဉ်ဆွဲထားတာကိုသူမသိပါဘူးကန်ဂျုံစိတ်ပြက်ပြီးထွက်သွားပါတယ်အဲ့ဒီအချိန်မှာကာဂျုံကတော့တငယ်ချင်းတွေနဲ့အတူစားတောက်ဆိုင်မှာအစားအသောက်တွေကိုအရသာရှိစားနေပြီးတခြားသူတွေနဲ့အပြင်မှာပထမဆုံးအကြိမ်စားဖို့တာဖြစ်ကြောင်းပြောပြနေပါတယ်ရုတ်တရက်ရမ်းရဲ့ဖုံးမြည်လာတာကြောင့်သူအပြင်ကိုထွက်သွားပါတယ်သူမရှိတော့မှအတန်းကောင်းဆောင်ကကာဂျုံကိုကန်ဂျိုအပေါ်ဘလို့သဘောရလဲလို့မေးပါတယ်ကာဂျုံကရှက်ရှက်ကန်းနဲ့စဉ်းစားနေတော့မဲလို့ဖြေပြီးစောကရမ်းနဲ့အတူလက်လျှောက်နေတဲ့မိန်းကလေးနှစ်ယောက်ကိုတတိယသွားကအိမ်သာသွားပြရစီလို့အတန်းကောင်းဆောင်ကိုခွင့်တောင်းလိုက်ပါတယ်တကယ်တော့ကာဂျုံခဲချင်းဟာရမ်းပယ်သွားတယ်လဲဆိုတာကိုသိကျင်လို့နောက်ကလိုက်သွားတာပါအပြင်မှာတော့ရမ်းကသူ့အပေါ်အရန်ရိုင်းဆိုင်တဲ့မိန်းကလေးတစ်ယောက်ကိုပတ်စံပေးနေတာကိုသူမမြင်လိုက်ရပါတယ်ကာဂျုံကကြားထဲကဝင်ပါတဲ့အတွက်ရမ်းကစိတ်ဆိုးသွားပြီးသူ့ကိစ္စလည်းဝင်မပါဘူးသူမကိုအော်ဟိတ်ငေါငန်းပါတော့တယ်နောက်ပိုင်းကြောင်းပြန်ရောက်တဲ့အခါသူမကကန်ဂျိုစီမက်ဆေ့ချပို့ပေမဲ့ကန်ဂျိုကမြင်လျက်နဲ့တမင်တက်တက်လေးလူရှုထားပါတယ်ကာဂျုံကဘာကြောင့်လဲဆိုတာကိုနားမလည်ပဲဇဝေဇဝါဖြစ်နေရပါတယ်အတန်းထဲမှာတွေ့တဲ့အခါမှာလည်းသူကသူမကိုပြန်မထူးတဲ့အပြင်လူအများရှိမှစကားမပြောဘဲနေခြင်းအဖြစ်သူမကိုတမင်ရှက်ခွဲပါတယ်သူမရဲ့တငယ်ချင်းဟောင်းလီယန်ကဒါကိုမြင်တော့သူမကိုအတန်းပြင်ခေါ်ထုတ်သွားပြီးဘာလို့ဝမ်းနေနေတာလဲဘာလို့ကန်ဂျိုနဲ့ပဲအမြဲတွဲနေတာလဲလို့မေးပါတယ်ကန်ဂျိုကလေ့ကျင့်ရေးဆင်းနေသူမို့လို့ကြိုက်တာလားဒါမှမဟုတ်ချိုးလို့လားလို့သူကမေးပေမဲ့ကာဂျုံကပြန်မဖြေပါဘူးသူမကငိုယိုပြီးထွက်သွားဖို့ကြိုးစားပေမဲ့သူကသူ့မလက်ကိုအတင်းဆွဲထားပါတယ်အဲ့ဒီအချိန်မှာကန်ဂျိုထွက်လာပြီးသူတို့နှစ်ယောက်လက်ကင်ထားတာကိုမြင်သွားတဲ့အတွက်သူတို့ကြားမှာတခုခုရှိနေပြီလို့ထင်သွားပါတယ်သူမရဲ့တငယ်ချင်းဟောင်းကကန်ဂျိုကနင့်ကိုရောလူတိုင်းကိုရောလိန်နေတာသူကလေ့ကျင့်ရေးသမားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကာဂျုံကတုံးလုံးသွားပြီးနင်ကငါတငယ်ချင်းတွေအကြောင်းဘာမှမသိပါဘူးလို့ပြန်ပြောပါတယ်အဲ့ဒီခါကျမှသူမကအမှန်တရားကိုသိနေပြီးသားဆိုတာသူသိသွားပါတယ်ကာဂျုံကကန်ဂျိုမှာအခုလိုလုပ်ရတဲ့အကြောင်းပြချက်ရှိမှာပါလို့ကာကွယ်ပြောဆိုပါတယ်သူကသူမကိုကန်ဂျိုအပေါ်ဆက်ရှိလာလို့ထပ်မေးပေမဲ့သူမကတငယ်ချင်းတွေပါလို့ပဲပြောပြီးထွက်သွားပါတယ်အိမ်ရောက်တော့သူမကန်ဂျိုစီဖုန်းထက်ဆက်ပေမဲ့သူ့ဖုန်းကပိတ်ထားပါတယ်နောက်တစ်နေ့ကျောင်းမှာသူမစကားပြောဖို့ကြိုးစားပေမဲ့သူကထွက်သွားပြန်ပါတယ်နားလည်မှုလွဲနေတာကိုရှင်းပြဖို့ကြိုးစားပေမဲ့သူကတော့ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ထွက်သွားပါတယ်နောက်ပိုင်းမှာကန်ဂျိုဟာရန်နဲ့ချွိုင်တို့နဲ့အတူလက်လျှောက်နေတော့ရုတ်တရက်ထွက်သွားတယ်လို့ရန်ကလည်းမကြခင်ထွက်သွားတာကြောင့်အတန်းကောင်းဆောင်ချွိုင်ဟာတယောက်တည်းစိတ်မကောင်းဖြစ်ပြီးကြံရစ်ခဲ့ပါတယ်ကာဂျုံအိမ်ပြန်နေတော့မှရန်ဟာလူတစုရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာမြင်တော့သူမကချက်ချင်းဗီဒီယိုရိုက်ကူးလိုက်ပါတယ်သူတို့ကသူမကိုသတိပြုမိသွားတဲ့အခါသူမကသူတို့နဲ့တူရှိနေတဲ့မိန်းကလေးဟာတခြားကောင်လေးတစ်ယောက်နဲ့ရှိနေတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။အဲ့ဒီကောင်လေးကစိတ်တူပြီးထိုမိန်းကလေးကိုရိုက်ဖို့လုပ်ပေမဲ့ကာဂျုံကတားဆီးပြီးဆက်လက်ရိုက်ကူးနေပါတယ်။အဲ့ဒီမိန်းကလေးကဒေါသထွက်ပြီးကာဂျုံကိုရိုက်တယ်လို့ကောင်လေးကလည်းသူမကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာကန်ဂျုံရုတ်တရက်ရောက်လာပြီးသူတို့ကိုတိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။ကာဂျုံကသူ့ကိုတောင်းပန်ပြီးသူမသူ့ရဲ့လှုပ်ဝက်ချက်ကိုမဖွင့်ချခဲ့ကြောင်းနဲ့အားလုံးဟာနားလည်မှုလွဲတာဖြစ်ကြောင်းရှင်းပြပါတယ်။နောက်တစ်နေ့မှာကာဂျုံဟာကျောင်းမှာအရန်ပျော်နေပါတယ်ဘာလို့လဲဆိုတော့ပထမဆုံးအကြိမ်ဖြစ်အဖက်ပုံမှာသူမဟာလူကြိုက်များလာလို့ပါတငယ်ချင်းတွေကသူမကိုကျေးဇူးတင်ကြပါတယ်သူမကကန်ဂျုံနဲ့တွေ့နေကြနေရကိုပြေးသွားတဲ့အခါသူကသူမကိုစောင့်နေတာတွေ့ရပါတယ်သူမလူတိများလာအောင်ကူညီပေးလို့ကျေးဇူးတင်ကြောင်းပြောတဲ့အခါသူကလည်းနားလည်မှုလွဲခဲ့တာကိုတောင်းပန်ပါတယ်သူမကနင်ကငါ့ကိုလူမှုဆက်ဆံရေးဘယ်လိုလုပ်ရမလဲဆိုတာတင်ပေးခဲ့တဲ့သူပဲဆက်ပြီးတင်ပေးပါဦးငါစူးစမ်းတင်ယူမယ်လို့ပြောပြီးသူ့လက်ကိုကိုင်လိုက်တာကြောင့်သူရှက်သွားပေမဲ့တင်ပေးဖို့သဘောတူပါတယ်
အဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းဟောင်းရောက်လာပြီးသူမကိုလူမှုဆက်ဆံရေးကောင်းအောင်သူလည်းကူညီပေးမယ်လို့ပြောပါတယ်ကာဂျွန်နဲ့ကန်ဂျိုနှစ်ယောက်လုံးအံ့ဩသွားပါတယ်ဒါပေမဲ့တငယ်ချင်းဟောင်းကနေယုံကြည်မှုမရှိတာကနင့်မျက်နှာကအရေးအကြောင်းတွေကြောင့်ပဲလို့ပြောလိုက်တဲ့အတွက်သူမစိတ်မကောင်းဖြစ်သွားတယ်လို့ကန်ဂျိုလည်းစိတ်တူသွားပါတယ်ကန်ဂျိုကသူမကိုဝေဖန်မဲ့အစားသူမရဲ့ကောင်းကွက်တွေကိုပဲပြောပြတင်တာလို့ပြောပါတယ်တငယ်ချင်းဟောင်းကကန်ဂျိုကိုသူမမှာဘာတွေထူးခြားလဲလို့မေးတဲ့အခါကန်ဂျိုကသူမကစိတ်သဘောထားကောင်းတယ်လို့ပဲဖြေနိုင်ပါတယ်တငယ်ချင်းဟောင်းကသူမကိုပိုသိတယ်လို့ပြောပြီးသူတို့နှစ်ယောက်အငင်းပွားနေတော့ကာဂျွန်ကတော့ထွက်လာခဲ့ပါတယ်အတန်းထဲပြန်ရောက်တော့အတန်းကောင်းဆောင်က10မိနစ်စာဗီဒီယိုပြန်ပွဲအကြောင်းကြီးညာပါတယ်ကာဂျွန်ကအရန်စိတ်လှုပ်ရှားပြီးဗီဒီယိုရိုက်ချင်နေပါတယ်အစမှာကန်ဂျိုဒါမှမဟုတ်တငယ်ချင်းဟောင်းကိုကူညီခိုင်းဖို့ကြံပေမဲ့သူတို့ကညှင်းကြပါတယ်ကန်ဂျိုကလေ့ကျင့်ရေးသမားအတူဖြစ်တာကြောင့်လူမြင်ကွင်းမှာမျက်နှာမပြရလို့ပါသူတို့ကသူမကိုကိုယ့်ဘာသာကိုယ်ပဲအားကိုးဖို့ပြောပါတယ်အဲ့ဒီတော့မှသူမအရင်ကရိုက်ခဲ့တဲ့ဆိုးဝါးတဲ့ဗီဒီယိုကိုသတိရပြီးစိတ်ကူးပြောင်းသွားပါတယ်ကန်ဂျိုကသူမကိုအနိုင်ရချင်ရင်ကိုပဲအားကိုးရမယ်လို့ပြောတယ်လို့တငယ်ချင်းဟောင်းကလည်းသူမဟာဗီဒီယိုအကြောင်းဘာမှမသိဘူးလို့လှောင်ပြောင်ပါတယ်အတန်းထဲမှာတငယ်ချင်းတွေအတူတူဗီဒီယိုရိုက်နေကြတာကိုသူမတွေ့ရပါတယ်ရန်ကသူမကိုပြုံးပြပြီးဝင်လာတဲ့အခါသူမနဲ့အတူရိုက်မလားလို့မျှော်လင့်ခဲ့ပေမဲ့သူကတခြားသူနဲ့တော့ပူးပေါင်းပါတယ်နောက်ဆုံးမှာတော့သူမက try စီသွားပြီးအတူတူရိုက်လို့ရမလားလို့မေးတဲ့အခါ try ကသူမရဲ့ရဲတင်းမှုကိုသဘောကျပြီးသဘောတူလိုက်ပါတယ်တစ်ဖက်မှာလည်းကန်ဂျိုဟာလမ်းမှာကာဂျွန်ရဲ့တငယ်ချင်းဟောင်းနဲ့ဆုံပါတယ်တငယ်ချင်းဟောင်းကသူကာဂျွန်ကိုစိတ်ဝင်စားကြောင်းနဲ့ကန်ဂျိုဟာလိန်ညာနေသူဖြစ်လို့သူမကိုစောင့်ရှောက်ဖို့အရေးချင်းမရှိဘူးသူမနဲ့ဝေးနေပါလို့ပြောပါတယ်ညဘက်မှာတော့ကာဂျွန်ဟာ try စီကပို့လိုက်တဲ့ကာကွက်ဗီဒီယိုကိုကြည့်ပါတယ်ကာဂျွန်ကကန်ဂျိုနဲ့အတူဗီဒီယိုကြည့်ပေမဲ့ကမတက်တာကြောင့်ချက်ချင်းပဲလက်လျှော့ချင်နေပါတယ်ကန်ဂျိုက try ဟာငငယ်ကလေးကကလာတဲ့ professional ကချီသည်ဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းဟောင်းရောက်လာပြီးကာဂျွန်ကိုကောက်ကွက်တွေတင်ပေးပါတယ်။သူမတင်ယူရတာကိုအရန်ပျော်နေပါတယ်။ကောက်ကွက်တွေရသွားတဲ့အခါသူမ try စီကိုသွားပါတယ်။ try ကဆေးတချို့တောက်နေတာကိုမြင်လိုက်ရပြီးကာဂျွန်ကိုမြင်တော့ဆေးတွေကိုဝတ်လိုက်ပါတယ်။ try ဟာကာဂျွန်ပေါ်စိတ်ဆိုးနေပုံရပါတယ်။တကယ်တော့ try ကကန်ဂျိုကိုအရင်ကတည်းကစိတ်ရှိခဲ့တာဖြစ်ပေမဲ့ကန်ဂျိုကကာဂျွန်ကိုပဲချစ်မိသွားပြီးဝန်ခံခဲ့လို့ပါဗီဒီယိုပြန်ပွဲစတဲ့အခါမှာတော့ကာဂျွန်ဟာအားလုံးကိုအံ့ဩသွားစေလောက်အောင်ထင်ပေါ်ခဲ့ပါတယ်ပရိသတ်တွေကသူမကိုအရန်သဘောကျသွားတာကြောင့် try စိတ်တူသွားပါတယ်အိမ်သားထဲမှာကာဂျွန်က try ကိုစကားပြောဖို့ကြိုးစားပေမဲ့ try ကအေးဆက်စွာနဲ့ဝေးနေဖို့ပြောပါတယ်အဲ့ဒီအချိန်မှာ try ရုတ်တရက်မေးလဲသွားပါတယ်ကာဂျွန်ကကန်ဂျိုနဲ့အတူ try ကိုစေးပေးကမ်းပို့ပေးပါတယ်ကျောင်းမှာတားမြစ်ထားတဲ့ဝိတ်ကြဆေးတွေတောက်မိလို့ဖြစ်တာလို့ nurse ကပြောပါတယ် try တတိယလာတဲ့အခါကာဂျွန်ကတွားကြည့်ပေမဲ့ try ကသူမကိုမုန်းကြောင်းနဲ့သူမဟာဘာမှမဟုတ်တဲ့သူလို့လိုင်းဆိုင်စွာပြောပါတယ်ကာဂျွန်စိတ်မကောင်းဖြစ်သွားပြီး try ကကန်ဂျိုကိုချစ်နေတာကိုနားလည်သွားပါတယ်ဒါကြောင့်သူမကကန်ဂျိုကိုအားလုံးကိုအမှန်အတိုင်းဖွင့်ပြောဖို့သူတို့ရဲ့ဝန်ခံမှုဟာအစီအစဉ်ချထားတာဖြစ်ကြောင်းပြောဖို့တိုက်တွန်းပါတယ်ကန်ဂျိုကညင်းရင်ဗီဒီယိုကိုဖျက်လိုက်မယ်လို့ချိန်ချောက်ပါတယ်ကာဂျွန်ဟာသူမကန်ဂျိုနဲ့နီးစပ်လာမိတာကိုနောက်လိုက်ရပြီးဝေးနေတဲ့နယ်လို့ကိုပြောရင်းမူနေတော့မှတငယ်ချင်းဟောင်းရောက်လာပြီးစားတောက်ဆိုင်ခေါ်သွားပါတယ်သူမဘာမှမစားချင်ပေမဲ့ရန်ကအတင်းကျွေးပါတယ်သူမကငါတခြားသူတွေကိုဒုက္ခပေးမိပြီး try ကိုဆိုလိုတာပါငါကအစကတည်းကအေးအေးဆေးဆေးပဲနေခဲ့တင်တာလို့ပြောပါတယ်ရန်ကစိတ်မကောင်းဖြစ်ပြီးသူတို့ငငယ်ကကစားခဲ့တဲ့နေရာကိုခေါ်သွားကအပေးစကားပြောပါတယ်သူမကကန်ဂျိုအကြောင်းပြောလိုက်တဲ့အခါရန်ကစိတ်ဆိုးသွားပါတယ်အဲ့ဒီအချိန်မှာကန်ဂျိုနဲ့ဆုံပါတယ်ကန်ဂျိုကကာဂျွန်အနားလာဖို့ကြိုးစားပေမဲ့ရန်ကတားပြီးငါကသူမကိုအရင်ဆုံးတွေ့ခဲ့တဲ့သူပဲလို့ပြောပါတယ်ကာဂျွန်ကရန်ကိုနောက်မှပြန်တွေ့မယ်လို့ပြောပြီးထွက်သွားတယ်လို့ကန်ဂျိုကိုလည်းလမ်းခွဲစကားပြောခဲ့ပါတယ်နောက်တစ်နေ့ကျောင်းမှာလူတိုင်းကကျောင်းရဲ့စတာကန်ဂျိုကိုစောင့်မျှော်နေကြပါတယ်ကာဂျွန်က try ကိုစကားပြောဖို့ကြိုးစားပေမဲ့ try ကခွင့်မပြုဘဲရိုင်းဆိုင်စွာပြောပြီးထွက်သွားပါတယ်နောက်ပိုင်းမှာကာဂျွန်ဟာကန်ဂျိုအကြောင်းအမည်မသိ post တွေအများကြီးပြန့်နေတာကိုတွေ့ပြီးလိုက်ဖြတ်ပေးနေပါတယ်ညဘက်မှာ try ကမြင်သွားပြီးသူမရဲ့ဖုန်းကိုလူယူကရှင်းပြတာကိုနားမထောင်ပါဘူးအဲ့ဒီအချိန်မှာပဲကန်ဂျိုကအရာအလုံးကိုဝန်ခံထားတဲ့ဗီဒီယိုတစ်ခုရိုက်ကူးနေပါတယ်ရန်ကတော့သူ့ရဲ့မန်နေဂျာစီကနေအခုဆိုရင်လူမြင်ကွင်းမှာမျက်နှာပြပြီးအမှုပညာလုပ်လို့ရပြီဆိုတဲ့ခွင့်ပြုချက်ရလိုက်ပါတယ်နောက်တစ်နေ့ကျောင်းမှာလူတိုင်းကရန်ကလေ့ကျင့်ရေးသမားမှန်တည်သွားလို့သူ့အကြောင်းပြောနေကြပါတယ်။ try ကကာဂျွန်ကိုခေါ်ထုတ်သွားပြီးဖုံးပြန်တောင်းပါတယ်။ကန်ဂျိုရဲ့လှုပ်ဝက်ချက်ကိုတည်သွားပြီဖြစ်လို့ဗီဒီယိုတင်ပြီးဖွင့်ချမယ်လို့ try ကပြောပါတယ်။ကာဂျွန်ကတားဖို့ကြိုးစားရင်းသူတို့နှစ်ယောက်လူယူရာကနေဖုံးပြုတ်ကျသွားပါတယ်။ကာဂျွန်ကဖုံးကိုကောက်ပြီးထွက်ပြေးပါတယ်။အတန်းထဲမှာတော့ကန်ဂျိုရုတ်တရက်ပေါ်လာတာကိုလူတိုင်းပြောနေကြပါတယ်။သူမရန်နဲ့တိုက်မိပြီးဖုံးပြုတ်ကျသွားတဲ့အခါဖုံးပြက်သွားမှာကိုစိုးရိမ်နေပါတယ်။ရန်ကကန်ဂျိုရဲ့လှုပ်ဝက်ချက်ကပေါ်တော့မယ်လို့ပြောတဲ့အတွက်ကာဂျွန်ကကန်ဂျိုကိုကူညီဖို့နီးလန်းရှာပါတယ်ဒါကိုရန်ကစိတ်ပြက်ပြီးထွက်သွားပါတယ်
ကာဂျွန်ဟာကန်ဂျိုချိုင်နဲ့ရန်လို့ရှိတဲ့နေရာကိုရောက်သွားပါတယ်။သူမကအခြေအနေကိုဖြေရှင်းဖို့ကြိုးစားရင်းငါကအမည်မသိရဖြစ်ရဲ့အက်ဒမင်ပဲ post တွေအားလုံးကိုငါမြင်နိုင်တယ်လို့ဖွင့်ပြောလိုက်ပါတယ်။ကန်ဂျိုကသူမပြောတာကိုယုံကြည်သွားပါတယ်။အဲ့ဒီအချိန်မှာကန်ဂျိုကသူ့ရဲ့လျှို့ဝှက်ချက်ကပေါ်နေပြီဖြစ်လို့သူဟာလေ့ကျင့်ရေးသမားမဟုတ်ကြောင်းဝန်ခံတဲ့ဗီဒီယိုကိုတင်လိုက်ပါတယ်။ချိုင်ကတော့စိတ်ဆိုးပြီးထွက်သွားပါတယ်။အတန်းနဲ့ပြန်ရောက်တဲ့အခါအတန်းဖော်တွေကကန်ဂျိုရဲ့ခုံမှာဆေးတွေနဲ့တုပ်ပြီးအမှတိုက်တွေနဲ့ပစ်ထားတာတွေ့ရပါတယ်။ကာဂျွန်နဲ့ရန်တို့ကသူတို့ကိုတားဆီးပါတယ်ဗီဒီယိုပြိုင်ပွဲစုပေးပွဲနေ့မှာတော့အနိုင်ရရှိသူကကန်ဂျိုဖြစ်ပါတယ်။သူကစင်ပေါ်တက်ပြီးသူလိန်ညာနေထိုင်ခဲ့တာကိုတငယ်ချင်းတွေကိုတောင်းပန်ကအခုတော့ယူတာအေဂျင့်စွာနေခြင်းကြောင်းပြောပါတယ်။နောက်ပိုင်းမှာချွိုင်ကသူ့ကိုတွေ့ပြီးတောင်းပန်ပါတယ်။ကာဂျွန်ကသူတို့ပြန်ဆင်ပြေသွားတာကိုမြင်ပြီးပြောနေပါတယ်။ကာဂျွန်ဟာဖုန်းကိုသူမတွေ့ခဲ့တဲ့နေရာမှာပြန်ထားခဲ့ပြီးကန်ဂျိုနဲ့တွေ့ပါတယ်။သူမကသူ့ကိုဖတ်ပြီးသင်ခန်းစာကောင်းတွေတင်ပေးခဲ့လို့ပြဿနာတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့လို့ကျေးဇူးတင်ကြောင်းပြပေါ်ပါတယ်။သူကလည်းသူမကိုတကယ်ချစ်ကြောင်းဝန်ခံပါတယ်။နောက်ဆုံးမှာတော့သူတို့တငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားကြပါတယ်။ဇက်သိမ်းမှာတော့ကာဂျွန်ကလူတိုင်းဟာလူချစ်လူခင်များဖို့နဲ့အောင်မြင်ဖို့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင်ထူးခြားတဲ့အမှတ်အသားတွေကိုပဲအာရုံစိုက်တဲ့နယ်လို့ပြောရင်ဇလန်းလေးပြီးဆုံးသွားပါပြီ။ဇလန်းကိုကြိုက်နှစ်သက်ရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးခင်ဗျာ။